မွေးနေ့ကိတ်ဘလို့လုပ်လဲဆိုတော့လိုက်ကြည့်အောင်ပထမဦးဆုံးပေါင်ပစ္စည်းတွေကတော့ဂျုံမုံနုစပူတပူကျက်ဦးငါလုံးစီလူရှိဘေကင်ဆော်ဒါရဲ့စားတံမြတီအုံနို့တွေပါမှာဖြစ်ပါတယ်ကျက်ဦးတွေကိုအနှစ်တသားအကတသားခွဲမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျက်ဦးအနှစ်လေးတွေကိုလည်းဒီလိုမျိုးမှွေမှာဖြစ်ပါတယ်မှွေတဲ့အချိန်မှာလည်းအုံနို့ကိုထပ်မှာဖြစ်ပါတယ်ပြီးလို့ရှိရင်စီလည်းထပ်မှာဖြစ်ပါတယ်မှွေပြီးတမသွားပြီးတဲ့အခါကျလို့ရှိရင်ဂျုံမုတ်ကိုဒီမျိုးစကားလေးနဲ့စိပရမချမှာဖြစ်ပါတယ်အဲ့လိုမျိုးစိချပရမမှွေတဲ့အချိန်မှာခုနကဘေကင်ဆော်ဒါလည်းထည့်ရမှာဖြစ်ပါတယ်ဗောနော်အခုကျတော့အကာကိုလည်းဒီလိုမျိုးနှိမ့်လေးတွေဖြစ်သွားအောင်เนาะအဲ့ဒါကိုမှွေမယ်မှွေတဲ့အခါမှာလည်းခုနကတကြားကိုလည်းထည့်မယ်တံမြာရည်လည်းနည်းနည်းလေးညှစ်ထည့်မယ်အနံ့အသက်ကင်းသွားပါတော့ပြီးလို့ရှိခုနကမှွေထားတဲ့ကျုပ်နှစ်ကမှွေရင်နဲ့ခုနကအကာရဲ့ဘောနော်မှွေထားတဲ့ဟာတွေကိုပြန်မှတမအောင်ရောမှွေမှာဖြစ်ပါတယ်မှွေတဲ့ခါကျလို့ရှိရင် Q cyber မှာမှွေမှာဖြစ်ပါတယ်တစ်ဖက်တည်းပဲမှွေမှာဖြစ်ပါတယ်ဗောနော်ကျုပ်ငါးလုံးရဲ့အကာရောအနှစ်ရပြီးတမအောင်မှွေပြီးတဲ့အခါမှာခုနကပြင်ထားတဲ့ဒီအိမ်လုတ်မိုးပေါ့နော်အဲ့ဒီမိုးထဲမှာထည့်မယ်အကုန်လုံးထည့်မှာအပေါ်ကနေပရမညညာအောင်ဒီမျိုးလုံးမှာဖြစ်ပါတယ်ဒါကတော့မီးသွေးမီးပုံနဲ့ပေါင်းမှာဖြစ်ပါတယ်ဗောနော်ဒီလိုအိုးလေးထဲမှာထည့်ပရမပေါင်းမှာဖြစ်ပါတယ်အိုးထဲမှာထည့်လိုက်ပေါ့နော်အိုးထဲမှာထည့်လိုက်ပြမှာကျွန်တော်အဖုံးကိုလုံအောင်အဲ့လိုမျိုးအလေးတစ်ခုနဲ့ဖြည့်ထားမှာဖြစ်ပါတယ်ဒါတော့ပထမတစ်ချိန်ဖွင့်ကြည့်တယ်ပေါ့လေနော်ဖွင့်ကြည့်တဲ့အခါမှာကြက်မကြက်ကိုသွားကြထိုးတံဖြစ်ဖြစ်အဲ့လိုမျိုးထိုးပြမှာကြက်မှာဖြစ်ပါတယ်သွားကြထိုးတံမှာကပ်ပါသေးတယ်ဆိုရင်ဒါမကြက်သေးဘူးနော်ဒါတော့ဒုတိယတစ်ချိန်ပြန်ဖွင့်တယ်ထိုးကြည့်လိုက်တယ်အဲ့ဒီဒုတ်ချမ်းလေးပေါ်မှာကပ်ပါလာတဲ့အတွက်ကြောင့်သူကကျက်သွားပြီပေါ့နော်ဒါဆိုတော့အိုးတွေကိုချလိုက်ပြီဒါဆိုအဲ့ဒီဟာကိုပြန်မအလားစင်မဲ့အတွက်ဒီမှာ creamy ကိုဖြောမှာဖြစ်ပါတယ်သူရဲ့အပေါ်မှာ cream လေးတွေဖြူဖို့အတွက်ပေါ့နော် cream ကိုဖြောတဲ့အခါမှာလည်းအဲ့ဒါမှာတကြားရဲ့ပြီးလို့ရှိရင်ရေလေးတွေရောမှာဖြစ်ပါတယ်ဒါဆို cream ရပါမှာကိမုတ်ရဲ့အပေါ်မှာကျွန်တော်တို့ဒီလိုမျိုးအလှဆင်ရမှာဖြစ်ပါတယ်ပေါ့နော် cream လေးတွေကိုညင်ညင်လေးဒီလိုမျိုးလုံးမှာဖြစ်ပါတယ်အားလုံးညင်ညင်ညာလေးဖြစ်သွားတဲ့အခါမှာကျွန်တော်တို့ကတော့အလှဆင်ဖို့အတွက်ပဲဖြစ်ပါတယ်ဗောနော်အဲ့ဒီပုံမှာကျွန်တော်တို့ကခုနကဖြော်ထားတဲ့ cream လေးတွေကိုကာလာလေးတွေနဲ့ဗောနော်အစိမ်းရောင်နဲ့ကျွန်တော်တို့လိမ္မော်ရောင်ကိုအသုံးပြုမှာဖြစ်တယ်ဗောလေနော်ဒါလေးကတော့အရင်လက်ဝင်ပါတယ်ကျွန်တော်တို့ရှိတဲ့ပစ္စည်းလေးတွေကိုပဲကျွန်တော်တို့ကအဆင်ပြေအောင်သုံးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့လုပ်တဲ့ဒီအိမ်လုပ်မွေးနေ့ကိတ်လေးဟာလည်းအရင်အရသာလေးရှိပါတယ်တန်ဖိုးလည်းနည်းပါတယ်စမ်းကြည့်ပရမလုပ်လို့လည်းရပါတယ်ပေါ့နော်ဆိုတော့ဒီမွေးနေ့ကိတ်လေးဟာဝေကုန်ကြေးကြမများပါဘူးလှုပ်တဲ့အခါမှာလည်းစိတ်လည်းပျော်ပါတယ်ဗောနော်လှုပ်ပြီးသွားတဲ့အချိန်မှာအရန်ကိုလှပတဲ့ကိမလေးတစ်လုံးဖြစ်လာတဲ့အခါကျတော့ကိုကစိတ်ချမ်းသာတယ်ဗောနော်ကိုဝါသနာပါတဲ့အလုပ်တစ်ခုကိုလှုပ်တဲ့အခါမှာပြီးမြောက်လာတဲ့အချိန်မှာကိုအရန်ပီတိဖြစ်ရပါတယ်ဗောနော်ဆိုတော့အိမ်မှာလည်း live မှာလှုပ်ကြည့်လို့ရပါတယ်လိုအပ်တဲ့ပစ္စည်းတွေလည်းအလွယ်တကူဝယ်ယူလို့ရတယ်ဆိုတဲ့အကြောင်းဒီကိတ်မုတ်လေးဘယ်လိုလုပ်လဲဆိုတော့ကိုကျွန်တော်ပြောပြရင်းနဲ့နေကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်